ဒီနံပါတ်လေးထုတ်ပြမှာပေါ့နော်အခုဒီဗီဒီယိုကတော့ဒီအရှိရနံပါတ်လေးပဲအရင်ဆုံးထုတ်ပြမယ်လိုအပ်တဲ့ရှီကတော့ဒီကလောက်ကန်ဒီလောက်ထူတဲ့ရှီသို့မဟုတ်ဒါမှမဟုတ်လို့ရှိရင်တခြားရှီကိုနှစ်ပင်ပို့ပြီးထိုးပါသူကထူလေးပို့ပြီးလှလေးပေါ့နော်အဲ့ကကျန်တဲ့ပစ္စည်းတွေကတော့ဒီအမဗီဒီယိုထဲမှာပြတဲ့အတိုင်းပါပဲအဲ့တော့စလိုက်ကြမယ်အရင်ဆုံးအမတို့တွေကရှိန်ကို53ခုအရင်လုပ်မယ်ပြီးကြမှာမတ်ချိတ်နဲ့တွဲပြီးတော့ရှိန်40ထပ်ထိုးမယ်ဒီနေရာမှာမတ်ချိတ်ကလိုပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အမတို့တွေကရှိန်40ပြီးလို့ရှိရင်အဲ့ဒီနေရာကိုပြန်ဝင်ပြီးတော့ slit stitch နဲ့မှမလို့ပါအဲ့တော့ slit stitch နဲ့ပြန်ဝင်လိုက်ပြီးဝင်ပြီးလို့ရှိရင်ရှိန်ကို9ခုထိုးမယ်9ခုထိုးပြီးလို့ရှိရင်အောက်ကချိန်မှာလည်း9ခုကြော်မယ်ဒီချာရေးပြီးနော်3 4 5 6ခု9ခုကြော်ပြီး10ခုမြောက်ထဲမှာ slit stitch ဝင်မယ်အဲ့လိုမျိုးကိုပဲ6ခုအကွင်းလေးတွေရအောင်ထိုးသွားမယ်နော်ရှင်း9ခါထိုးမယ်အောက်ကကျိုးကို9ခုကြော်မယ်10ခုမြောက်ထဲမှာ slit stitch နဲ့ဝင်လိုက်မယ်အဲ့တော့အဲ့လိုမျိုးအကွင်းလေး6ခုဆက်ထိုးသွားမယ်နော်ဒီကောင်ကလွယ်တဲ့အတွက်အမအဆုံးထိတော့မထိုးပြတော့ဘူးနော်ကွင်းလေး6ခုပြည့်တာတည်ကြလို့ရှိရင်နောက်ထပ်ရှင်း36ခုချက်ထိုးမယ်ဒါတော့လက်ကင်အတွက်ထိုးနေရပါတော့ပြီးလို့ရှိရင်ဒီပထမဆုံးထိုးခဲ့တဲ့ရှိန်ထဲမှာဝင်ပြီးတော့ slit stitch နဲ့လမ်းဆက်မယ်ဆက်ပြီးလို့ရှိရင်နောက်ထပ်ရှိန်9ခါအောက်ကရှိန်မှာ9ခုကျော် slit stitch 10ခုမြောက်မှာ slit stitch နဲ့ဝင်ပြီးတော့အဲ့လိုမျိုးအကွင်းကို9ခုထိုးမယ်အမတို့တွေအောက်ကဟာကအမတို့ရေးရတယ်ပေါ့နော်ဒီရေးရလွယ်ပါတယ်အမတို့ဒီ9ခုထားခဲ့ရဆိုလို့ရှိရင်ခလဲကနံပါတ်4ခုမြောက်တာဝင်ပြီးတော့ slit stitch ထိုးလိုက်ရပြီအဲ့တော့ဒီပုံစံတိုင်းဆက်သွားမယ်9ခုထိုးမယ်အောက်ကတိုင်ကိုမသေးကြလို့ရှိရင်အမတို့တို့ပဲ1နဲ့3နဲ့လို့ရေးကြည့်ပြီးတော့ထိုးကြည့်နော်9ခုကြော်ပြီးတော့10ခုမြောက်ထဲမှာဝင်ပြီးတော့ slit stitch ဝင်လိုက်တယ်အဲ့တော့အပုံစံနဲ့ဆက်သွားမယ်နော်အဆုံးထိထိုးလာပြီးလို့ရှိရင်နောက်ထပ်ဒီလက်ကင်အတွက်ပေါ့နော်အမတို့ slit stitch လေးတွေဝင်ထိုးသွားမယ်33ခု slit stitch ထိုးရမယ်ပေါ့နော်slit stitch 33ခုထိုးပြီးလို့ရှိရင်ထုံးစံအတိုင်းပဲနောက်ထပ်လာမှာကတော့ရှိန်9ခုအောက်ကတိုင်က9ခုကိုကျော်10ခုမြောက်ထဲမှာ slit stitch နဲ့အဲ့လိုမျိုးကွင်းကို9ခုရအောင်ထိုးသွားမယ်9ခုကွင်းနောက်ဆုံးကွင်းရောက်ပြီဆိုလို့ရှိရင်ဒီမှာမပြသလိုပဲထိုးလိုက်ပါနော်အဲ့မှာ9ခုပြည့်သွားပြီခွင်း9ခုပြင်ရပြီပြီးလို့ရှိရင်ဆက်ပြီးတော့အမ
listed လက်ကင် address listed ထည့်ထိုးမယ်ဒီဘက်ရှမ်းပါလေနော်listed ကိုထိုးရင်းနဲ့ရည်ကြည့်ပါနော်မမောင်လို့ရေးအတွက်လေးအလုံးပေါင်း29ခု listed ထိုးရပါမယ်29ခုပြည့်သွားပြီဆိုလို့ရှိရင်အမားတို့ကရှိန်9ခုပြန်ဝင်မယ်ဒီပတ်တန်ပဲဆိုတော့အမားတို့လွယ်ပါတယ်ရှိန်9ခုဝင်တယ်အောက်ကတိုင်ကို9ခုကြော်တယ်10ခုမြောက်ထဲမှာ listed ဝင်တယ်ဒီမှာကြလို့ရှိရင်အဲ့လိုမျိုးဒီလိုခွင်းအဝိုင်းလေးကို10ခုဖြစ်အောင်ထိုးရမယ်နောက်ဆုံး10ခုမြောက်ခွင်းကလည်းအတိုင်းပဲအမှန်ပြတယ်လို့ပဲသူကဒီဘက်တခါရည်ကြည့်ပြီးတော့9ခုကျော်10ခုမြောက်ထဲမှာအဲ့လိုပဲ listed ဝင်လာရမယ်နော်ဒီလိုလေးဖြစ်သွားမယ်ပြီးလို့ရှိရင်အမားတို့တွေကအဲ့လက်ကင်အတွက်ကို listed ထပ်ဝင်ပြီးထိုးသွားမယ်ဆက်ပြီးတော့ဒီမှာ listed မှာ value ကြီးပဲထိုးရပါမယ်နော် backloop ဆိုတော့နောက်ပိုင်းတစ်ချက်လေးပဲဝင်ပြီးတော့ listed 25ခုထိုးသွားရုံပဲအမားတို့တွေကဒီကောင်လက်ကင်အတွက်ပေါ့နော်အမပြတယ်လို့လေးပဲထိုးပေးပါနော် backloop တွေထိုးပြီးလို့နောက်ထပ်စာမှာကတော့ထုံးစံတိုင်းရှိန်9ခုပြန်ဝင်ပါတယ်ရှိန်9ခုအောက်ကထိုင်ကို9ခုကျော်10ခုမြောက်ထပ်မှာ listed နဲ့ဒီလို green ကို10ခုရအောင်ထိုးပါမယ်နောက်ဆုံး10ခုမြောက်ခွင်းမှာအမှားပြတဲ့အတိုင်းပဲ4 5 6ခွန်းအဲ့လိုရည်ပြီးလို့ရှိရင်10ခုမြောက်ထဲမှာဝင်ပြီးတော့ listed ပြန်ဝင်ပါမယ်ပြလို့ရှိရင်လက်ခိုင်အတွက် backloop တွေကြီးပဲ listed တွေထိုးသွားမယ်အားလုံးပေါင်း25ခုပါ25ခုထိုးပြီးပြီဆိုလို့ရှိရင်နောက်ထပ် listed 4ခုထပ်ဝင်မယ်ဒီခွင်းလေးရဲ့ခလေးကိုရဖို့တက်ပေါ့နော်ဝင်ပြီးလို့ရှိရင်ထုံစံအတိုင်းပဲရှိန်9ခါဝင်ပြီးတော့ဒီလိုခွင်းလေးကိုဒီတစ်ခါ9ခုရအောင်ထိုးရပါမယ်9ခုပြည့်ပြီလို့ရှိရင်ဆက်ပြီးတော့ listed ပြန်ဝင်ပါမယ်ဒီနားကနေပြီးတော့စပြီးရေးပါတယ်เนาะ backloop 33ခုကဒီကနေပြီးစရေးပါတယ်တခါလဲစတာရေးသွားပါbackloop တွေပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဝင်မှာကတော့ရှင်း9ခုပါရှင်း9ခုနဲ့ခွင်းကိုအလုံးပေါင်း9ခုတိတိပြန်ဝင်ပါမယ်เนาะဝင်း9ခုရပြီဆိုလို့ရှိရင်ဆက်ပြီးတော့ listed backloop 29ခုဆက်ဝင်ပါမယ်
နောက်တစ်ခါထပ်ပြီးတော့ဒီ slate stitch ပဲနောက်လည်း9ခုထပ်ဝင်မယ်နော်ဒီဟိုဘက်ကခလေဘက်ကိုရောက်သွားအောင်လို့ခွင်းလေးရဲ့ထိတ်ကဘက်ကိုရောက်သွားအောင်လို့ back loop ပေါ့နော်အမလို့တို့လိုပဲတကြိုးလေးယူပါမယ်နော်အခုခွင်းနေပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါထပ်ဝင်မှာကတော့ slit stitch ဒီလက်ကအတွက်ပေါ့နော် slit stitch back loop တွေကြီးပဲကိုခု40ဝင်ပါမယ်back loop 40ပြီးလို့ရှိရင်ထုံးစံအတိုင်းပဲရှိန်9ခုနဲ့ပြန်ဝင်ပြီးတော့ခွင်းလေး6ခုရအောင်ထိုးသွားမယ်ဒီတစ်ခါမှာတော့ဒီအမတို့ဒီအိတ်ကိုအဆုံးသတ်လိုက်ပြီပေါ့နော်ဒီအိတ်ဖက်နှစ်ခုကိုဟိုဘက်ဒီဘက်လမ်းဆက်မယ်အမတို့ဒီအဆုံးသက်ကခွင်းတွေက6ခုနဲ့ဆုံးထားတာဆိုတော့ညီရပေါ့နော်အဲ့တော့ဒီဘက်က3ခုနဲ့ဟိုဘက်က3ခုနဲ့ကိုရှိန်4ခုထိုးပြီးတော့ဆက်မယ်နော်ရှိန်4ခုထိုးမယ်ဟိုဘက်ကပထမဆုံးခွင်းလေးတွေကဒီ9ခုရှိတယ်မလား4ခုမြောက်က4ခုမြောက်ကိုယူပြီးတော့ slit stitch နဲ့ဆက်မယ်ပေါ့နော်အဲ့တော့ဒီမှာရည်ရည်မယ်ဆိုလို့ရှိရင်3 4ဒီမှာ4ခုတွေကိုဝင်ပြီးတော့ဒီ slit stitch နဲ့ join လိုက်မယ်ဟိုဘက်ဒီဘက်ကိုနော် join မယ်နောက်တစ်ခုလည်းအတိုင်းပဲချိန်ကို4ကတက်မယ်ဒီဘက်ရှမ်းကဒုတိယမြောက်ခွင်းရဲ့1 2 3 4ခုမြောက်မှာဝင်ပြီးတော့ slit stitch နဲ့ပြန် join မယ်နောက်တစ်ခုလည်းအတိုင်းပဲချိန်4ကထိုးမယ်ဟိုဘက်ကဒီခွင်းရဲ့4ခုမြောက်ကိုဝင်ပြီးတော့ slit stitch နဲ့ထပ် join မယ်အဲ့လိုပဲဟိုဘက်ဒီဘက် join နေပဲเนาะအမတို့တွေကဒီနောက်ဆုံးခွင်းလေးဒီကိုရှိန်4နဲ့ဆက်ပြီးသွားပြီဆိုလို့ရှိရင်အမတို့တွေကရှိန်1နဲ့ဂျိုးကိုဖြတ်လိုက်မယ်ဘ
ပြီးကြလို့ရှိရင်ဟိုဘက်အရှမ်းကဆက်တဲ့အပိုင်းကလည်းဒီဘက်လိုပဲပေါ့နော်ဒီရှိန်ဖူးနဲ့ပဲဟိုဘက်ဒီဘက် join သွားမယ်အမအဲ့ဒါလည်းဒီဗီဒီယိုကိုမကြော်ဘဲနဲ့တခါလေးပဲဆက်ပြလိုက်တယ်ပေါ့နော်အဝင်မယ်ပြလို့ရှင်ကျိုးကိုလိုမျိုးထုံးလိုက်ပြီးတော့မှဆွဲတာပို့ပြီးခိုင်နေပေါ့နော်အမတို့ကတော့အလိုပဲချွာလိုက်တယ်ပြလို့ရှင်ရှိန်ဖုန်းနဲ့ဟိုဘက်ဒီဘက်တစ်ခါလေးပြန်ဆက်တယ်ပေါ့ကျိုးစားတဲ့အကုန်ဖြတ်ပြီးလို့ရှိရင်ဒီမှာဒီဘက်အရှင်းမှာပဲကျိုးစားတွေတစ်ခါလေးထည့်ပြီးသိမ်းပါနော်ပြီးကြမှာဟဲ့လိုမျိုးအိတ်ကလေးကိုလန်လိုက်ပါဒီလိုမျိုးလန်တဲ့ဘက်ရှမ်းမှာအတဲ့ပေါ့နော်အမောက်ဒီဘက်ရှမ်းကအတဲ့ယူပါတယ်အဲ့တော့ကျိုးစားတဲ့သိမ်းတဲ့အခါမှာဒီဘက်ရှမ်းကိုမထီအောင်သတိထားပေါ့နော်အမတို့တွေအခုဒီဗီဒီယိုကဒီအပိုင်းလေးပဲပေါ့နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်